ကျမပြောတာနေချာနားထောင်ပါ CRPH ကကာကွယ်ရေးတပ်ဖွဲ့ခိုင်းထားပြီးသားပါအဲ့ဒါကိုနားမလဲလို့လိုက်မဖွဲ့ကြဘူးဒီလအစမှာတည်းကကျမအတန်ပြောတယ်ကျမပြောတာလေ186ခေါက်လောက်ရှိပြီထင်တယ်နော်February လ16ရက်နေ့မှာကျမစပြီးတင်ခဲ့တယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖွဲ့ရမယ်ဆိုတဲ့ဥစ္စာပြီးတော့ရက်ကွက်တွေအကုန်လုံးကိုခြံစည်းရိုးခတ်ပြီးတော့ရက်ကွက်တွေအကုန်လုံးကိုတကားပိတ်ရမယ်ဆိုတဲ့ဥစ္စာကိုအတန်ပြောခဲ့တယ်မလုပ်ကြဘူးလိုက်မလုပ်ကြဘူးလမ်းမော်တက်ဆန္ဒပြမယ်လမ်းမော်တက်ဆန္ဒပြမယ်လမ်းမော်တက်ဆန္ဒပြမယ်ဒါပဲလုပ်နေတယ်လမ်းမော်တက်ဆန္ဒပြတာအနိုင်ရှုံးမဆုံးဖြတ်နိုင်ဘယ်ကဘာပဲလာကူဘယ်နာပဲကူကို့မှာခံတက်ကောင်းမရှိလို့ရှိရင်တကြားမင်းစင်းကြယ်လည်းမရတော့ဘူးစောက်ဒိတ်ပဲမရှိတာတွေကိုလိုက်ပြီးတော့မှအရေးမပါတာအရာလုံနေတယ်တကယ်အရေးပါတဲ့ဥစ္စာသူများကိုတိုက်ချင်းမတိုက်ချင်းတဲ့ကို့ဘေးနာလူကို့အမျိုးကို့ရက်ကွက်ထဲရတဲ့ဥစ္စာကိုကာကွယ်ဖို့ကကျမတို့အကုန်လုံးမှာတာဝန်ရှိတယ်ကို့ရက်ကွက်ဆိုတာကရက်ကွက်တိုင်းဒီပြည်သူရဲ့ခံတက်ဖြစ်တယ်အခုရက်ကွက်ထဲထိဒီကောင်တွေဝင်ချင်တိုင်းဝင်လှုပ်ချင်တိုင်းလှုပ်လို့ရတာကျမတို့ခံတက်ကိုခိုင်အောင်မဆောက်ခဲလို့ကျမတို့မြန်မာလူမျိုးရဲ့အားနည်းချက်ကဘာလဲဆိုတော့ချီးပါခြင်းမှာချီးကိုအိမ်သာထားဆောက်တဲ့ကိစ္စပဲပြီးတော့မှပါသွားတော့မှအသက်ခံရမှာအလောင်းတွေပြန်ရတော့မှဘာလို့ရမှာတော့ကြိုတင်ပြင်ဆင်မှုဆိုတာဘယ်တော့မှမရှိဘူးငါတို့ကျမတို့လိုတာမန်လူပေါ့ဆယ်လီမဟုတ်တဲ့တာမန်လူတွေပြောလို့ရှိရင်စောက်ဖက်မလုပ်ဘူးအရေးမလုပ်ဘူးဒါပေမဲ့ကျမတို့ကလေကျမအနေနဲ့ပြောမယ်ဆိုကျမဆရာဝန်လည်းဖြစ်တယ်ကျမဒီဘဟုတုတများစွာရှိတဲ့သူတယောက်ဖြစ်တယ်ပြီးတော့ကျမ experience တွေလည်းအများကြီးတကယ်သိတဲ့တက်တဲ့နိုင်ငံခြားလူတွေနဲ့လည်းဘာပြီးရင်ဘာလုပ်ရမယ်ဆိုတဲ့ဥစ္စာကိုအမြဲတမ်းပဲ consult line လုပ်ပြီးတော့မှငါတို့ဒီချိန်မှာတော့ဘာလုပ်နေပြီငါတို့ဒီချိန်မှာတော့ဘာလုပ်ရမယ်ဆိုတဲ့ဥစ္စာတွေကိုကျမအနေနဲ့ online ကနေလည်းအမြဲတမ်းပြောပေးတယ် offline မှာလည်းရက်တရက်ကွက်ဝင်တရက်ကွက်ထက်ကျမလိုက်ပြီးတော့မှပြောပေးတယ်ဘယ်လောက်ထိအန်ရများထင်လဲဒလန်နေကျမကိုတွေ့လို့ရှိရင်တတ်လို့ရတယ်ဒါပေမဲ့ line မလုပ်ဘူးအဲ့တော့ဒီအတိုင်းသာညတိုင်းလိုက်ပြီးတော့မှစွဲနေမယ်ဆိုလို့ရှိရင်လာကောင်အကုန်မှာနော် CRPH ကိုဒီပါအဖရောကျမအမြဲတမ်းပြောတယ်ကျမတို့တော့မှပဲဒီ group chat ထဲကနေပြီးတော့ကျမတို့လာပြီး challenge လုပ်တယ်တက်သားတွေစုတော့လုံခြုံရေးတက်သားစုတော့ဆိုပြီးတော့ကျမအကုန်လုံးလိုက်ပြီးနှိုးဆော်တယ်ဘသူပြောလဲတဲ့ source ကဘယ်ဟာလဲတဲ့ပြားတဲ့အုံနောက်မရှိလို့စာမဖတ်လို့မသိကြတာလေ CRPH က26ရက်22ရက်နေ့မှာတစ်ကြိမ်26ရက်နေ့မှာတစ်ကြိမ်လုံခြုံရေးတပ်သားတွေနဲ့ပူးပေါင်းဆောင်ရွက်ပါဆိုတဲ့ဥစ္စာကိုရေးထားတယ်အဲ့ဒါကိုစာမဖတ်တတ်လို့မလုပ်တာလားဒါမှမဟုတ်လို့ရှိရင်နားလေရက်သားနဲ့ပဲမလုပ်တာလားကျမတို့လုံးဝနားမလဲဘူးအဲ့နဲ့ CRPH ကလည်းပါအဖပဲဖွဲ့ခိုင်းထားတာတဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပဲဖွဲ့ခိုင်းထားတာလေတဲ့တပ်သားစုခိုင်းထားတာမဟုတ်ဘူးတဲ့လီလီလာလာတွေရှောက်ပြောနေစာကိုလည်းတေချာမဖတ်ကြအောင် CRPH နဲ့ထောက်ခံပါတယ်ထောက်ခံပြီးတော့မှလိုက်မလို့တော့ဘာဖြစ်လဲဘာမှမဖြစ်ဘူးဘာမှမထူးပြီးတော့ဘတို့အပြစ်တင်အောင်ပါလဲဘတို့ဆဲအောင်မှာတော့ကိုမလုံလို့ကိုခံရတဲ့ကိစ္စမှာဘာကိုဆဲကျင်သေးတော့အဲ့တော့အခုပါဝါတဲ့သူတွေကိုကိုရက်ကွက်4000မှာကိုမကာကွယ်နိုင်မင်းနဲ့ဟိုလူကိုထွက်တိုက်မယ်ဟိုဒုတ်ဆွဲတိုက်မယ်ဓာဆွဲတိုက်မယ်ဆိုတဲ့ဥစ္စာမပြောနဲ့အဲ့ဒါတွေကစောက်အလကားတွေကျမအရန်ရိုင်းနေပြီဘာဖြစ်လို့လဲဆိုတော့ကျတော့လူတွေကလိုအပ်တာကိုမလုပ်ဖဲနဲ့မလိုအပ်တာတွေဥစ္စာကိုရှောက်လို့ပြီးတော့တကယ်တမ်းလုံးဝမယ်ဆိုတဲ့အချိန်ကျဘယ်သူမှထွက်မလာဘူးငါဒီလိုပြောနေတယ်ဆိုတော့ငါကိုယ်တိုင်လည်းတကယ်မြေပြင်မှာရောလေပြင်မှာရောရှိသမျှနေရာတွေမှာတစ်စက်မှမနာပဲနဲ့လှုပ်ပေးနေတာနင်ဘာလုပ်နေလို့နင်အဲ့လိုမျိုးလူတကာကိုအပြစ်ထိုင်ပြောနေလဲလို့ပြောလို့ရှိရင်ကျမလုံနေရလာကြည့်လိုက်ငွေအားလူအား
အကုန်လုံးအခုပါသွားရင်မနဲ့ကြအလောင်းမဲရမယ်CRPH ကပါသွားရင်မနဲ့ကြအလောင်းမဲရမယ်ပါအဖအဖွဲ့တွေကပါသွားရင်မနဲ့ကြအလောင်းမဲရမယ် NLD တွေကပါသွားရင်မနဲ့ကြအလောင်းမဲရမယ်အဲ့ဒါတွေကိုအလံကင်ပြီးတော့အရှိမထွက်လို့ဆိုပြီးတော့အပြစ်တင်နေကြတဲ့သူတွေကရောသူတို့ကဘာလုပ်လဲကိုရက်ကွက်ကို lockdown ချရမယ်ဘလို့ပဲဖြစ်ချရမယ်အခုရက်ကွက်သေးထီနော်သူတို့လာတဲ့ဥစ္စာဒိုင်းတောင်မပါဘူးဘလောက်တောင်ငါတို့စောက်ကျူစိုက်စရာမကောင်းတဲ့ဟာတွေလဲဆိုပြီးတော့မှလှုပ်ချင်တိုင်းလာလှုပ်နေရလေကျမပြောပြမယ်ငါတို့မှာ right to defend ကပေးထားပြီးသား CRPH ကဒီဥစ္စာကိုတရားဝင်ခွင့်ပြုထားပြီးသားအဲ့ဒါကိုဘာဖြစ်လို့နားမလဲကြတာလဲပြန်တိုက်ခိုင်းနေရမှာဟုတ်ဘူးငါတို့မှာစီးရှိတယ်အဲ့ဒီစီးကိုကြုံပြီးဝင်လာရင်ငါတို့ရဲ့ခံတက်ကိုကြုံပြီးဝင်လာရင်ငါတို့လှုပ်ချင်တာလှုပ်ပိုင်ခွင့်ရှိတယ်တရားဥပဒေကလည်းစီရင်ပိုင်ခွင့်ရှိတယ်သူတို့ဖမ်းဆီးထုံနှောင်ခွင့်လည်းရှိတယ်သူတို့ကြိုက်တာလုပ်ခွင့်ရှိတယ်အသက်မသိရင်ပြီးတော့အဲ့ဒီဥစ္စာကို CRPH က22ရက်နေ့တည်းကပြောထားပြီးသား22ရက်ဖေဖော်ဝါရီတည်းကပြည်သူ့အုပ်ချုပ်ရေးဖွဲ့ပါတရားဥပဒေစိုးမိုးရေးလုပ်ပါလုံခြုံရဲတွေနဲ့ရက်ကွက်မြို့နယ်ရဲတွေနဲ့ပူးပေါင်းဆောင်ရွက်ပါဆိုတဲ့ဥစ္စာကိုပြောပြီးသားနော်ရက်ကွက်တွေကပူးပေါင်းမဆောင်ရွက်ဘူးဆိုလို့ရှိရဲ့ရက်ကွက်တွေကပူးပေါင်းမဆောင်ရွက်လို့ရှိတယ်လုံခြုံရက်ကွက်လုံခြုံရေးတပ်ဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်ပါဆိုလုံခြုံရေးတပ်ဖွဲ့ဆိုတာမိုးပေါ်ကျလာတာမဟုတ်ဘူးလေရက်ကွက်လုံခြုံရေးတပ်ဖွဲ့ပါဆိုမှငါတို့ရက်ကွက်ထဲကလူတွေပဲငါတို့ပါနေငါတို့ဖွဲ့ရမယ့်ဥစ္စာအဲ့ဒါကိုငါကမတ်လအစမှာတပ်သားပြည် CRPH နဲ့ပြည်ပအဖကတင့်ကိုလိုရှိနေပါသည်လို့တင်တဲ့ဥစ္စာကိုဘာဖြစ်လို့ငါ့ကိုလာဆဲကြတာတော့ကျမအရန်ဒေါသထွက်နေပြီအရန်ဒေါသထွက်နေပြီလုတ်ပေးရတဲ့လူတွေကလည်းသေတော့မယ်ကျမတို့လည်းသေဖို့နည်းနည်းပဲလိုတော့တယ်အဲ့တော့ကိုရက်ကွက်တိုင်းဒီခံတက်ဖြစ်တယ်ကိုအခုဆိုလို့ရှိရင်သူတို့တွေကမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာလာပြီးတက်ဆွဲထားတယ်အဲ့ဒါတွေကတဖြည်းဖြည်းနဲ့ငါတို့ကနောက်ကိုစုပ်ပေးလာတာသဘောပေါက်လားအစတွေကမြို့နယ်အုပ်ချုပ်ရေးရုံးမှာဘယ်သူမှမရှိခင်အချိန်တည်းကအဲ့ဒီမြို့နယ်အုပ်ချုပ်ရေးမှူးကိုရက်ကွက်သားမြို့နယ်ကဝင်ပြီးတော့မှစီးရမှာတိမ့်ရမှာတိမ့်ထားပြီးတော့အဲ့နေရာကိုအကုန်ဖြက်စီးပစ်ထားမှာတုံးနေပါတယ်အကုန်ယူထားမှာသဘောပေါက်လားအခုတော့ဘာဖြစ်သွားပြီတော့အခုတော့ရက်ကွက်သေးထီတောင်မှတကားမရှိဓာမရှိအေးစစ်စစ်ဝင်ပြီးတော့မှအမလီတကားတွေတောင်ဖွင့်ပေးထားပါအောင်နဲ့လာပြီးတော့ရှာမယ်တဲ့အဲ့ဒီအခြေအနေထိရောက်သွားပြီဆိုလို့ရှိရင်ဘယ်သူမှလာကယ်လို့မရတော့ဘူး UN ကလည်းလာကယ်အောင်မှမဟုတ်ဘူး US ကလည်းလာကယ်အောင်မှမဟုတ်ဘူးဟီးရိုးဆောင်တဲ့အကျင့်တွေကိုဖျက်ကြပါတော့ဟီးရိုးမျှော်တာတွေကိုဖျက်ကြပါတော့နော်အစိုးရတရက်ကပြည်သူတွေနင်တို့ရရလက်နဲ့ဆွဲကင်ပြီးတိုက်ကြဟေ့ဆိုတဲ့စာကိုဘယ်တော့မှထုတ်မှာမဟုတ်တန်တမန်ရေးရအရာပဲထုတ်တယ်တန်တမန်ရေးရအရာပြောထားပြီးသားဒီဥစ္စာကျွန်မနောက်ဆုံးပြောချင်မယ်ဘာဖြစ်လို့လဲဆိုတော့ကိုလည်းစွမ်းအားရှင်ကြီးလည်းမဟုတ်ဘူးစူပါဟီးရိုးကြီးလည်းမဟုတ်ဘူးတကယ်ပြောရမယ့်သူတွေကလည်းထွက်ပြီးတော့မပြောပေးဘူးလိုအပ်တဲ့ဟာတွေကိုကျမတို့ကရသလောက်အားနဲ့လိုက်ပြီးတော့လုပ်ပေးနေရအဲ့တော့ကိုရက်ကွက်ထဲမှာဘသူမှကိုရက်ကွက်ထဲမှာဘသူမှမလုပ်ဘူးဆိုလို့ရှင်ကိုကစလုပ်လိုက်ပါနော်ပတ်စံအားဖြင့်တက်နိုင်လို့ရှင်โอเคငါမတီးပြီးတော့မှလုပ်မယ်ငါဘလောက်စထည့်မယ်ဆိုပြီးလုပ်လိုက်ပတ်စံအားဖြင့်မတက်နိုင်လူအားဖြင့်လုပ်လိုက်ကာယအားဖြင့်လုပ်လိုက်ညာနာအားဖြင့်လုပ်လိုက်ကိုကစပြီးလုပ်လိုက်ပါကိုကျမစမလုပ်ဘူးဆိုလို့ရှိရင်ကျမယောက်ျားလည်းမလုပ်ဘူးကျမဘေးကျမဟိုဘက်အိမ်ရလည်းမလုပ်ကျမခေါင်းရင်းအိမ်ရလည်းမလုပ်ကျမအိမ်ရှိအိမ်ရလည်းမလုပ်ဘူးဘယ်သူမှစမလုပ်ဘူးအခုကြတော့ကျမတို့
看得别比，今嘛都看得的傻逼表你啦，看得个那个人啊。ကိုကာကွယ်ပိုင်ခွင့်ရရှိတယ်အဲ့တော့ဘယ်စီးရနေကြော်လာလို့ရှိရင်တော့သူတို့တွေကကျွန်းလာပြီဆိုတဲ့ဥစ္စာကိုကျမတို့ကရာဇသံပေးကိုပေးထားရမှာအခုကတော့ကျမရက်ကွက်ထဲမှာစစ်သားနဲ့ရဲအလိုမရှိပါလို့စာရွက်လေးကတ်ထားလိုက်တယ်စစ်သားနဲ့ရဲကစာလေးဖတ်ပြီးတော့အော်ငါတို့အလိုမရှိဘူးတော်ပြီနော်မလာတော့တတဆိုပြီးတော့ပြန်သွားမှာလားအမြဲတမ်းမှတ်ထားမှာအုတ်ချုပ်ရေးအဖွဲ့ရှိလို့ရှိရင်ကာကွယ်ရေးအဖွဲ့ဆိုတာရှိရတယ်အဲ့တော့ပါဖဆိုပြီးတော့မှအုတ်ချုပ်ရေးအဖွဲ့ဆိုပြီးတော့မှထောင်းလိုက်ပြီးရင်ဘေးနောက်ကနေပြီးတော့ကာကွယ်ရေးအဖွဲ့ကမလိုက်လာလို့ရှိရင်အဲ့ဒီပါဖအဖွဲ့ကအခုတော့ခွေးဆွဲခံနေရပြီလေအခုတော့ခွေးဆွဲခံနေရတော့မနဲ့ကြတော့အလောင်းကြီးပြန်ပို့တော့ကောင်းလားပြီးတော့ဒလန်ကိစ္စလည်းပြောတယ်ဒလန်တွေကိုရအောင်တုတ်တင်မှာအဲ့ဒီအခုမြို့ထဲကိုရောက်နေတဲ့စစ်သားတွေကနယ်မြေလုံးဝမကျွမ်းကျင်ဘူးနော်ဘသူအဘဲဝါပါဆိုတဲ့ဥစ္စာလေးလုံးဝမသိဘူးဒလန်တွေပဲသိတာအဲ့ဒီဒလန်တွေကိုအရင်ဦးဆုံးကျမတို့ကဒီပါအဖဆိုတဲ့ဥစ္စာကနေပြီးတော့ပြည်သူတရားစီရင်ရေးအရာဒလန်တွေကိုစီရင်ရမယ်မစီရင်မရဘူးမစီရင်မရဘူးအဲ့ဒလန်နေရပဲအကုန်လုံးတုတ်ခိုင်းတာဆွဲခိုင်းတာနယ်မြေတွေကျွမ်းတာသူတို့ပဲကျွမ်းတာဟိုးနယ်ဇက်ကလာတဲ့စစ်သားတွေကမကျွမ်းဘူးဘသူပဲဝါမှန်းလည်းမသိဘူးဘသူကခေါင်းဆောင်မှန်းလည်းမသိဘူးအဲ့ရက်ကွက်ထဲထိသပိတ်မှာခေါင်းဆောင်နေတာဒီဟာဟိုမှာဘာဟိုစီဒီအမ်မှာလုံနေတာဒီကောင်ဟိုလူကဒီလူဘသူကဘသူဆိုတဲ့ဥစ္စာကိုလိုက်ပြောနေတာဒလန်တွေကပြောနေတာအဲ့တော့ဒလန်မှန်းသိလို့ရှိရင်တေးသေးချာချာကိုစီရင်ရမယ်အဲ့ဒါကိုပဖလည်းပြောပြီးသားနံပါတ်1အချက်အနေနဲ့ကျမစစ်တပ်ဖွဲ့ကိုပြောမှာမဟုတ်ပြည်သူလုံခြုံရေးအဖွဲ့ကိုပြောတာနံပါတ်1အချက်အနေနဲ့ခံတက်ကိုတေချာဆောက်ပါကိုရက်ကွက်တီကိုခံတက်ပဲအဲ့ရက်ကွက်ခံတက်တွေကိုဖောက်ဝင်လာလို့ရှင်ခံတက်ကိုဖောက်ဝင်လာပြီဆိုကြတဲ့ကအဲ့ဒါဒီကျွန်တော်ရှုံးဖို့ပဲရက်ကွက်ခံတက်ဒလန်အဲ့3ခုကိုဘာကိုလောက်ရမှာဘယ်သူမှလာကဲမှာမဟုတ်ဘူးအဲ့ဒီလာတွေရှောက်ပြောမနေတော့ဘသူ့မှလည်းဟိုတွားတိုက်လို့ရမှာမဟုတ်ဒီပုံစံနဲ့သူများကိုတွားတိုက်ချင်ကိုခံတက်ကိုရင်လောက်ရတယ်အဲ့ဒလန်တွေကိုဓာတ်ပုံနဲ့နေရာတကာကတ်ပါမတွေ့လို့ရှိရင်အဲ့လိုကတ်ခဲ့ပြီးတော့မှရက်ကွက်ဓာတ်တိုင်တွေရှိသမျှမြင်တဲ့နေရာတွေမှာဒီဥစ္စာကိုတိတ်ချလုပ်ပါရက်ကွက်ခံတက်ကိုတိတ်ချလုပ်ပါလုံခြုံရေးဖွဲ့ပါအဲ့ဒီဟာမှမလုံနိုင်ကျွန်တော်တို့ဒီစစ်ပွဲမနိုင်ဘူးအဲ့ဒါပဲ